ချင်းမိုင်မျိုးကဘူးဗလာလေးနဲ့အိတ်ဆက်ပေးပြစေမင်္ဂလာပါကျမဖြူပါကဲဒီအိမ်လေးကိုအတူတူလိုက်ကြည့်လိုက်ရအောင်နော်ဝင်လိုက်တာနဲ့ကားပါကင်3စီးရက်လို့ရတယ်ကား Porsche ပါရှိပါမယ်အိမ်ရဲ့ဝင်ဝင်ချင်းညာဘက်ခြမ်းမှာ private pool ပါမယ်မိသားစုတငယ်ချင်းတွေ outdoor party လုပ်ဖို့ garden နဲ့ kitchen counter တွေထည့်ပေးထားပါတယ်အိမ်ရဲ့နောက်တစ်ချမ်းမှာအခုလိုစိမ့်လန်းဆိုပြတဲ့ခြံဝန်းကျယ်လည်းပါပါတယ်ကျမတို့လိုတစ်ပင်နဲ့ပန်းလေးတွေကိုချစ်တဲ့သူတွေအတွက်တော့အကောင်းဆုံးပဲပေါ့နော်ကဲကျမနဲ့အတူအိမ်ထဲကိုလိုက်ကြည့်လိုက်အောင်ဝေါအိမ်ထဲကိုဝင်လိုက်တာနဲ့ dining area အကျယ်ကြီးနဲ့အတူ open plan living room ကြီးကကျိုးစုံနေမှာပါ kitchen ကိုလည်း drawing zone wet zone ခွဲထားပါသေးတယ်ဒါက wet kitchen နဲ့ laundry room တွဲရက်ပါတဲ့အခန်းဖြစ်ပါတယ်ဒီအိမ်ထဲမှာကြိုက်တဲ့အချက်တွေက ceiling height မြင့်တော့အလင်းရောင်ကောင်းပြီးတော့အသက်ရှူချောင်းတယ်ပြီးလို့ရှိရင် living room dining area ကနေ swimming pool ကိုလည်းတိုက်ရိုက်အဝင်အထွက်လုပ်လို့ရတယ်ပေါ့နော်ဒီအခန်းကိုကြတော့စာပတ်ခန်းလုပ်မလားအလုပ်ခန်းအိတ်ခန်းလုပ်မလားစိတ်ကြိုက်သုံးလို့ရတဲ့အခန်းလေးတစ်ခန်းပါဒီရှောက်လန်ရဲ့အဆုံးမှာတော့အိတ်ခန်း3ခန်းတိတိပါရှိပါတယ်ဒီပထမအဆုံးအခန်းလေးကအလင်းရောင်ကောင်းကောင်းရတဲ့အိတ်ခန်းတစ်ခန်းဖြစ်တယ်နောက်တစ်ခုကဒုတိယအိတ်ခန်းဒီအခန်းလေးကလည်းလေဝင်လေထွက်ကောင်းတယ်ဒီအိမ်ရဲ့အကျယ်ဆုံး master bedroom အခန်းစီကိုသွားကြမယ်နော်ဒီ master bedroom ကဆိုလို့ရှိရင်အလင်းရောင်ကလည်းဘက်ပုံစုံကနေရတယ် bathtub ကလည်းတွဲရပါသေးတယ်နောက်တစ်ခုကကြတော့ဒီအခန်းကနေပြီးတော့ swimming pool ဘက်ကိုတိုက်ရိုက်ထွက်လို့ရတယ်ဆိုတော့အကြိုက်ဆုံးနေရာတစ်ချက်ပါပဲရှင်ကဲဒီ pool ဘက်လာလေးကိုစိတ်ဝင်စားရဆိုလို့ရှိရင်တော့ကျမတို့ချင်းမိုင်မျိုးကနေကြိုးစုံနေပါ